မင်္ဂလာပါခင်ဗျာခေတ်နဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ပြည်သွေးနိုင်ပါဒီတစ်ပတ်မှာတော့ပြည်တွင်းစစ်အလားလာပေါ်တည်နေတဲ့မြန်မာနိုင်ငံရဲ့ကံကြမ္မာနဲ့အနာဂတ်ဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီဆောင်းပါးကို VOA မြန်မာပိုင်းစီစဉ်ကနေ2025ဖေဖော်ဝါရီ16ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ဆောင်းပါးလေးဖြစ်ပါတယ်ထိုင်းနိုင်ငံချူလာလောင်ကွန်တက္ကသိုလ်ကပမောက္ခတီတီနန်ပေါင်စုတီရက်ကမြန်မာနိုင်ငံရဲ့ကံကြမ္မာနဲ့အနာဂတ်ဟာပြည်တွင်းစစ်အလားအလာပေါ်မှာတည်နေတယ်လို့ကောက်ချက်ချထားပါတယ်။အမေရိကန်ပြည်ထောင်စုမှာသမ္မတဒေါ်နယ်ထရန့်တက်လာပြီးတဲ့နောက်ပိုင်းမူဝါဒတွေအကြီးအကျယ်အပြောင်းအလဲဖြစ်ပေါ်ပါတယ်။အလားတူပါပဲအမေရိကန်ကနေပြီးတော့ကမ္ဘာတဝန်းကိုပေးနေတဲ့အကူအညီတွေကိုလည်းလောလောဆယ်မှာရပ်ဆိုင်းထားပါတယ်။ဒါကြောင့်မို့လို့မြန်မာတော်လှန်ရေးရဆိုလို့ရှိရင်အမေရိကန်ပါဝင်အနောက်အုပ်စုနိုင်ငံကြီးတွေကနေပြီးတော့အကူအညီတွေမျှော်လင့်လို့မရရှိနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လို့မြန်မာနိုင်ငံရဲ့ကံကြမ္မာနဲ့အနာဂတ်ဟာပြည်တွင်းစစ်အနိုင်ရှုံးပေါ်မှာတည်နေတယ်လို့ပမောက္ခတီတီနန်ပေါင်စုတီရက်ကကောက်ချက်ချထားတာဖြစ်ပါတယ်။ဒါအပြင်ပမောက္ခတီတီနန်ပေါင်စုတီရက်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်းပြုပြင်ပြောင်းလဲဖွဲ့စည်းဖို့လိုအပ်တယ်လို့အကြံပြုထားတာတွေ့ရပါတယ်။ဘာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပြုပြင်ပြောင်းလဲဖွဲ့စည်းဖို့လိုအပ်နေတာပါလေဒီအကြောင်းတွေကိုတင်ပြထားပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်ကမ္ဘာမြမမီဒီယာမြင်ကွင်းကဏ္ဍကနေပြည်တွင်းစစ်အလားအလာပေါ်တည်နေတဲ့မြန်မာနိုင်ငံရဲ့ကံကြမ္မာနဲ့အနာဂတ်အကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ပြည်သွေးနိုင်ပါမြန်မာနိုင်ငံရဲ့ကံကြမ္မာနဲ့အနာဂတ်ဟာပြည်တွင်းစစ်အလားအလာပေါ်မှာသာမူတည်နေတဲ့သဘောရှိတယ်လို့ပမောက္ခတီတီနန်ပေါင်စုတီရက်ကကောက်ချက်ချပါတယ်။သူဆိုလိုတာကတော့ပြည်တွင်းစစ်အနိုင်ရှုံးတနည်းအားဖြင့်တော်လှန်ရေးအောင်မြင်ဖို့ဆိုရင်ပြည်ပနိုင်ငံတွေကိုအားကိုးနေလို့မရဘူး။ပြည်တွင်းမှာစစ်နိုင်တိုက်ရေးကသာအခရာဖြစ်တယ်လို့ဆိုလိုတာပါ။မြန်မာပြည်တွင်းစစ်၄နှစ်အကြာဆိုတဲ့ဆောင်းပါးမှာပမောက္ခတီတီနန်ပေါင်စုတီရက်ကရေးသားထားတာပါ။အဲ့ဒီဆောင်းပါးကိုတော့ Bangkok Post သတင်းစာမှာဖေဖော်ဝါရီ3ရက်နေ့ကဖော်ပြခဲ့တာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ရဲ့ဒုတိယအကြိမ်သမ္မတသက်တမ်းစတင်ချိန်မှာအမေရိကန်ပြည်တွင်းရေးနဲ့အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒတွေရုတ်တရက်အပြောင်းလဲတွေရှိလာတယ်။ယူကရိန်းစစ်ပွဲကြောင့်ဥရောပသမဂ္ဂဟာလည်းရုရှားရဲ့ချင်းကြောက်ခြင်းကိုခံနေရတယ်။ဂျပန်ဟာလည်းသူ့ပြည်တွင်းနိုင်ငံရေးနွန်မှာနစ်နေတယ်။ဒါကြောင့်မြန်မာတော်လှန်ရေးဟာအမေရိကန်ဥရောပသမဂ္ဂဂျပန်တို့ရဲ့ထိရောက်တဲ့အကူအညီတွေမရနိုင်တဲ့အတွက်မြန်မာနိုင်ငံရဲ့ကံကြမ္မာနဲ့အနာဂတ်ဟာပြည်တွင်းစစ်ပေါ်မှာသာမူတည်နေတယ်လို့ဆောင်းပါးရှင်ပမောက္ခတီတီနန်ပေါင်စုတီရက်ကကောက်ချက်ချရေးသားထားတာဖြစ်ပါတယ်။ဒါအပြင်တရုတ်ရဲ့ဩဇာချဲ့ထွင်မှုနဲ့အာဆီယံတို့ရဲ့အားထုတ်မှုတွေကတော့မြန်မာအနာဂတ်ပေါ်မှာအကန့်အသတ်နဲ့သာအကျိုးသက်ရောက်မှုရှိနိုင်တယ်။သူ့သဘောနဲ့သူအာဏာသိမ်းပြီးပြဿနာကိုစတင်ဖန်တီးခဲ့တဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတော့တရုတ်ကဆက်လက်ရှိစေခြင်းဟာမတူဘူးလို့လဲပမောက္ခတီတီနန်ပေါင်စုတီရက်ကဆောင်းပါးမှာဆက်လက်ရေးသားထားတာတွေ့ရပါတယ်။ပြည်သူ့ဆန္ဒနဲ့ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရထံကနေဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်တပ်ကအာဏာသိမ်းခဲ့တာ၄နှစ်တင်းတင်းရှိခဲ့ပါပြီ။စစ်တပ်ကအာဏာသိမ်းတာ၄နှစ်ရှိချိန်မှာတော့ပြည်တွင်းစစ်ပုံမူပြင်းထန်လာပြီးနိုင်ငံရေးစီးပွားရေးပညာရေးကျန်းမာရေးကဏ္ဍအသီးသီးမှာဘယ်ကဏ္ဍကိုပဲကြည့်အဖက်ဖက်ကယို့ယွင်းကြဆင်းနေတာကိုတွေးကြရမှာဖြစ်ပါတယ်။ရုပ်စွာအဆုံးလျှက်စစ်မီးတောင်မှန်မပေးနိုင်တော့တဲ့အခြေအနေပါ။လျှက်စစ်တာအထုတ်လုပ်မှုကိန်းဂဏန်းတွေကိုပဲကြည့်ကြရအောင်ပါ။2021စစ်တပ်ကအာဏာသိမ်းချိန်မှာလျှက်စစ်တာအထုတ်လုပ်မှုဟာတရက်ကိုမဂါဝပ်3600ရှိခဲ့ပါတယ်။2025ဇန်နဝါရီမှာလျှက်စစ်တာအထုတ်လုပ်မှုကတရက်မဂါဝပ်1900ခန့်သာထုတ်လုပ်နိုင်ပါတော့တယ်။စီးပွားရေးတိုးတက်နှုန်းဟာလည်း2019 NLD အစိုးရလက်ထက်မှာ9%ရှိခဲ့ရာကနေစစ်ကောင်စီလက်ထက်2025မှာစီးပွားရေးတိုးတက်နှုန်းဟာ1%တောင်အနိုင်ဖြစ်နေတာကိုတွေ့ကြရမှာပါ။ကုန်ပစ္စည်းတွေရှားပါးပြီးကုန်စည်နှုန်းတွေ4-5ဆတက်လာတာပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့ဘဝပါ။စစ်ကောင်စီဟာနေဆက်ကုန်သွယ်ရေးရဲ့60%ကိုဆုံးရှုံးခဲ့ရတယ်။ဒါအပြင်စစ်ကောင်စီဟာနိုင်ငံနယ်မြေရဲ့3ပုံ1ပုံကိုသာထိန်းချုပ်ထားနိုင်ပါတော့တယ်။ပြောရရင်စစ်ကောင်စီလက်အောက်ကပြည်သူတွေဟာအနေကျပ်အသေးကျဘဝတွေပါ။အခုနောက်ဆုံးစစ်မှုထမ်းဥပဒေရဲ့နှိပ်စက်မှုကလူဒန်းစားအသီးသီးကိုကြီးလန့်စာစားဖြစ်စေပြန်ပါတယ်
ပြည်သူတွေအတွက်ကတော့တကယ့်ကိုမွေးပူရာကင်းမောက်လို့ဆိုရမှာပါစစ်ကောင်စီဟာဒီလိုဘေးကျနံကျအနေထားကနေရုံးထွက်နိုင်မလားသူ့ရဲ့ထွက်ပေါက်ကဘာလဲနိုင်ငံရေးလေးလာသူတွေကတော့ရွေးကောက်ပွဲဟာနိုင်ငံရေးထွက်ပေါက်လို့စစ်ကောင်စီကမျှော်လင့်ထားပုံရတယ်စစ်မှုထမ်းဥပဒေအရစစ်သားတစ်တွေအတင်းအဓမ္မစုဆောင်းပြီးစစ်တိုက်ခိုင်းခြင်းကသူတို့အနေထားကိုထိန်းထားနိုင်မယ်လို့တွက်ထားပုံရတယ်လို့လည်းယူဆကြပါတယ်တကယ်လက်တွေ့မှာတော့စစ်ကောင်စီဟာတိုင်းရင်းသားအင်အားစု EAO တွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့နယ်မြေတွေပြန်ရအောင်တိုက်နိုင်ဖို့ဝေးစွာတိုက်ပွဲတွေဆက်တိုက်ရှုံးနေတဲ့သတင်းတွေကိုပဲတွေ့ကြရမှာဖြစ်ပါတယ်ရွေးကောက်ပွဲဟာလည်းပထမတော့2025နိုဝင်ဘာမှာကျင်းပမလို့နဲ့အခုချိန်မှာတော့စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်ကရွေးကောက်ပွဲပြုလုပ်ဖို့အခြေအနေမပေးသေးဘူးဆိုတာဝန်ခံလာပြီးရွေးကောက်ပွဲကို2026မှာလုပ်မယ်လို့လေသံပစ်လာတာတွေ့ရပါတယ်ဒီလိုအခြေအနေမှာစစ်ကောင်စီဟာသူ့တက်တန်းကိုဆွဲဆန့်ဖို့အရေးပေါ်ကာလကို၈ကြိမ်မြောက်တက်တန်းတိုးခဲ့တာတွေ့ရပါတယ်ပမောက္ခတီတီနန်ပေါင်စုတီရက်ကတော့မြန်မာအရေးကိုတရုတ်ကလွဲလို့နိုင်ငံတကာအထူးသဖြင့်အနောက်အုပ်စုနိုင်ငံကြီးတွေကစိတ်ဝင်စားဘူးအာယုံမဆိုင်ဘူးဒါကြောင့်မြန်မာနိုင်ငံရဲ့ကံကြမ္မာနဲ့အနာဂတ်ဟာပြည်တွင်းစစ်အလားအလာပေါ်မှာသာမူတည်တယ်လို့မှတ်ချက်ပြီးဟောကိန်းထုတ်ပါတယ်တနည်းအားဖြင့်အနာဂတ်မြန်မာနိုင်ငံဟာစစ်ကောင်စီနဲ့စစ်ကောင်စီကိုဆန့်ကျင်တော်လှန်နေတဲ့အင်အားစုတွေဘယ်သူကအားတာမလဲဘယ်သူကအနိုင်ရမလဲဆိုတဲ့အပေါ်မှာတည်တယ်လို့ဆိုလိုတာဖြစ်ပါတယ်တော်လှန်ရေးအရွေးကိုကြည့်ရင်တော်လှန်ရေးအင်အားစုတွေကအားတာနေတာတွေ့ရတယ်စစ်ကောင်စီဟာ၄နှစ်အတွင်းမှာ NUG ဥဆောင်တဲ့ PDF တွေနဲ့ EAO တွေထံကိုနယ်မြေတွေလက်လွတ်ဆုံးရှုံးခဲ့ရတာကတော့ရှင်းပါတယ်လို့လည်းတီတီနန်ပေါင်စုတီရက်ကထောက်ပြထားပါတယ်စစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်နေတဲ့အထက်မှာ AA ဟာအထီးရောက်ဆုံးတိုက်ခိုက်နိုင်တဲ့အင်အားစုဖြစ်လာတာတွေ့ရတယ်ဒီလို EAO တွေအင်အားကြီးထွားလာတာနဲ့အတူ NUG ရဲ့ PDF တွေဟာလည်း EAO တွေနဲ့တပြေးညီအရှိန်မြင့်ဖို့လိုအပ်တယ် PDF တွေကိုပေါင်းစည်းပြီး EAO တွေလိုတစုတစည်းတဲ့သောအမိန့်ပေးစနစ်ဖြစ်အောင်လုပ်ဖို့လိုအပ်နေတယ်လောလောဆယ် NUG ကို NLD မျိုးဆက်လူဟောင်းတွေကဥဆောင်နေတယ် NUG ကိုစွမ်းရည်ထက်မြက်ပြီးပုံမထီရောက်တဲ့ဆွဲဆောင်နိုင်စွမ်းရှိတဲ့လူသစ်တွေနဲ့အများဆုံးပြန်လည်ဖွဲ့စည်းဖို့လိုအပ်နေပြီလို့လည်းပမောက္ခတီတီနန်ပေါင်စုတီရက်ကထောက်ပြရေးသားထားပါတယ်တော်လှန်ရေးနဲ့ပတ်သက်ပြီးဆောင်းပါးရဲ့အဆုံးသတ်မှာတော့ဒီနှစ်အတွင်းမှာအဆုံးသတ်တိုက်ပွဲအတွက်တော်လှန်ရေးအင်အားစုတွေရဲ့တက်ကြွတဲ့လှုပ်ရှားမှုတွေမြင်တွေ့ရနိုင်တယ်ဒါပေမဲ့တရုတ်ဩဇာနဲ့ကင်းလွတ်တဲ့တော်လှန်ရေးအင်အားစုတွေကိုအမေရိကန်ကသာထောက်ပံ့မှုတွေရုပ်သိမ်းခဲ့မယ်ဆိုရင်မြန်မာနိုင်ငံရဲ့အနာဂတ်ဟာတရုတ်လက်ထဲကျရောက်သွားနိုင်တယ်လို့ပမောက္ခတီတီနန်ပေါင်စုတီရက်ကသတိပေးရေးသားထားပါတယ်ပမောက္ခတီတီနန်ပေါင်စုတီရရဲ့ထောက်ပြချက်တွေထဲမှာ NUG ကိုအများဆုံးပြန်လည်ဖွဲ့စည်းဖို့အကြံပြုတိုက်တွန်းထားတာတွေ့ရပါတယ် NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကလည်းအပြောင်းလဲကိုရဲရဲဝံ့ဝံ့လုပ်မယ်လို့ပြောကြားထားတာရှိပါတယ်တကယ်ပဲလိုအပ်ချက်နဲ့အညီ NUG ကိုကြစ်လစ်ပြီးစွမ်းဆောင်ရည်ရှိတဲ့တော်လှန်ရေးအစိုးရဖြစ်အောင်ပြုပြင်ဖွဲ့စည်းနိုင်မလားဒါမှမဟုတ်ဝေဖန်မှုတွေကြောင့်မြေကမတ်တအပြောင်းလဲလုပ်မှလားဆိုတာကတော့စောင့်ကြည့်ကြရမှာပါ NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကတော့အရေးကြီးတာကကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေဘယ်လောက်ညီတယ်လဲဘယ်လောက်တပြိုင်တည်းယုံနိုင်တယ်လဲဒီစွမ်းဆောင်မှုကပဲတော်လှန်ရေးရဲ့အဆုံးဖြတ်ဖြစ်ပါလိမ့်မယ်လို့ယူဆတဲ့အကြောင်း CRPH Support Group နော်ဝေကပြုလုပ်တဲ့ຫນွေဦးတော်လှန်ရေးဥရောပစကားဝိုင်းမှာပြောကြားသွားခဲ့တာတွေ့ရပါတယ်ခင်ဗျာ